ခုတဘောလာပြီကျော်ရှိရနော်သာမတော်သိကြတဲ့2553ခုအဲ့တော့စကားနိုင်ငံ၌ဓမ္မမိသားစုများရဲ့အထူးအလုပ်ပေးတရားကျင့်စဉ်အထူးလုပ်ပေးကျင့်စဉ်တရားစခန်းအဲ့တော့အနေပိုင်းမှာတရားနာခြင်းမှုတရားနာပြီးတော့တရားတွေနှလုံးသွင်းဖို့အတွင်းတရားတွေကိုဟောပေးခဲ့တဲ့တရားရှင်ကိုအာယုညွတ်ကန်ယူပူဇော်ကြောကြမယ်မြို့ရှိမှမှာတရင်သုံးဆောင်မယ်တော်မူနေတဲ့မြတ်စွာဘုရားရှင်ရဲ့ဘုံတော်ပေါ်မှာဂုဏ်တော်ထည့်ပြီးပူဇော်ကြမယ်အာယုညွတ်ထားဘုရားလက်ကိုရှိတဲ့အာယုကာယကကုသိုလ်ယူထားဘုဒ္ဓသောဘဂဝါဘောဓယတံဓမ္မတေတိတိဘုဒ္ဓသောဘဂဝါဘောဓယဓမ္မတေတိတိသောဘဂဝါကျွန်ုပ်တို့၏ကိုယ်ပေါ်ရာတသုဖြစ်တော်မူသောဘုရားမြတ်စွာသည်ဘုဒ္ဓဒုက္ခသမုဒယနိရောဓနှင့်မေဃတ္တလေးသစ္စာကိုဆရာမကုတရားမူဉာဏ်တော်မြတ်ဖြင့်ထုတ်ထွင်းသိမြင်တော်မူခဲ့ပါလေပြီဘုဒ္ဓတိတရားမန္တမြတ်တို့ကိုကျင့်ကြံမရှိသိမြင်တော်မူခဲ့ပါလေပြီဘောဓာယကိုနဲ့အလားထထုတည်းမြတ်တတဝါကိုရှင်များဝိနေတို့ကိုတရားတိတို့ဉာဏ်တို့ရအောင်ဟောပေးတော်မူတဲ့တရားတို့သူနဲ့ထထုတည်းမြတ်ရကြပါစေခြင်းတို့ငါဓမ္မတရားတော်မြတ်ပေါဓမ္မသစ္စာလေးတန်တရားမှန်ကိုဒီတိဟောမိန်တော်မူခဲ့ပါလေပြီတံဘဂဝတံမိမိကိုယ်တော်တိုင်ကသစ္စာလေးပါးမြတ်တရားကိုသိတော်တတဝါဘုရှင်များဝိနေကိုလည်းပဲဒီသစ္စာလေးပါးမြတ်တရားကိုဟောပေါ်ညွန်ပြသိစေနိုင်ခြင်းတို့ကဟောပေါ်ညွန်ပြတော်မူခဲ့ပါသောမြတ်စွာဘုရားအားမေယမဂဘုရားတပည့်တော်တို့သည်နာမောဗုဒ္ဓဂုဏ်တော်အောင်မြင်ညွှန်၍ယုတိမြတ်တို့မညွှန်ကြွ၍ရှိခိုးခြင်းသည်အတုဘဝတုစင်တဲ့မသွေဖြစ်ပါစေတည်းမြတ်စွာဘုရားဖေယာကဲချမ်းသာသောရိယပုဂ္ဂိုလ်ယူပြီးတော့တရားနာကြမယ်တရားနှလုံးသွင်းကြမယ်ဒီနေ့ဝိပဿနာရှုရနည်းလမ်းညွန်ဆိုတဲ့ခေါင်းစည်းလေးတက်ပြီးတော့လုပ်ပြီးမှတ်စဉ်တက်ကိုဟောကြားနာကြမယ်အဲ့တော့တရားလုပ်ပြီးဆိုတဲ့နေရာမှာမိတို့